ဆရာဝန်မလေးတယောက်ဟာပုံမှန်အတိုင်းခွဲစိတ်မှုတစ်ခုကိုပြုလုပ်နေခဲ့ပေမဲ့ခွဲစိတ်ကတင်ပေါ်ကလူနာဟာလွန်ခဲ့တဲ့6နှစ်ကသူမရဲ့ရီးစားဟောင်းဖြစ်နေမှမထင်မှတ်ပဲသိလိုက်ရပါတယ်ဒီလိုရုပ်တရက်ပြန်ဆုံတွေ့ရတာဟာကံကြမ္မာဖန်တီးသလိုပါပဲရီးစားဟောင်းရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်မက်ဖွယ်တန်ရာတွေကိုမြင်လိုက်ရချိန်မှာတော့ဆရာဝန်မလေးဟာစိုးရိမ်ပူပန်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲလုပ်ဖော်ကိုင်ဖက်တယောက်ကခွဲစိတ်မှုကိုဆက်လုပ်ဖို့တတိပေးလိုက်ပါတယ်ဒါကြောင့်သူမဟာစိတ်ကိုပြန်ထိန်းပြီးခွဲစိတ်မှုကို professional ကြပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပါတယ်လူနာရဲ့အခြေအနေဟာစိုးရိမ်ရပေမဲ့လည်းဆရာဝန်မလေးကသူမရဲ့အမခံကျွမ်းကျင်မှုတွေနဲ့ခွဲစိတ်မှုကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်စိတ်နည်းနည်းအေးသွားချိန်မှာပဲသူမရဲ့ရီးစားဟောင်းဟာအခုခါမှာနာမည်ဆိုးနဲ့ကြော်ကြားပြီးအနေအများကရက်ဆက်လာတဲ့မာဖီးယားကိုင်းကောင်းဆောင်တယောက်ဖြစ်နေပြီလို့လုပ်ဖော်ကိုင်ဖက်ကပြောပြခဲ့ပါတယ်ဒါပေမဲ့အော်စရာတွေကအဲ့ဒီမှာတင်မဆုံးသေးပါဘူးခဏကြာမှာတော့အမျိုးသမီးတယောက်ကမန်းကရန်ရောက်လာပြီးလူနာချင်းနေဘယ်လိုရှိလဲလို့လောလောဆယ်မေးမြန်းပါတော့တယ်သူအနေနဲ့ကင်းသွားပြီဆိုတာသိလိုက်ရချိန်မှာသူမဟာစိတ်အေးသွားပြီးဆရာဝန်မလေးရဲ့နာမည်ကိုမေးလိုက်ပါတယ်ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရချိန်မှာပဲအမျိုးသမီးရဲ့မျက်နှာဟာဖြူလျော့သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဆရာဝန်မလေးကအမျိုးသားရဲ့ပထမဆုံးအချစ် first love ဖြစ်နေလို့ပါပဲဒီအကြောင်းကိုကြားလိုက်ရတဲ့ဘေးနားကလုပ်ဖော်ကိုင်ဖက်တွေလည်းအံ့ဩမြင်တက်သွားကြပါတယ်ဒါပေမဲ့ဆရာဝန်မလေးကတော့အဲ့ဒါတွေကအတိတ်ကကိစ္စတွေပါအခုကျမတို့ကြားမှာဘာမှမရှိတော့ပါဘူးလို့အေးဆက်ဆက်ပြန်ဖြေခဲ့ပါတယ်တို့ပေမဲ့အမျိုးသမီးကဆရာဝန်မလေးကိုလုံးဝအံ့အားသင့်သွားစေမဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်ရှင်ကသူ့အမုန်းဆုံးမိန်းမပဲရှင်ကိုမေးပြဖို့သူ့အရာအလုံးကိုလုပ်ခဲ့တာလို့သူမကဆိုပါတယ်ဒီစကားကိုကြားတော့ဆရာဝန်မလေးမယုံနိုင်ဖြစ်သွားပါတယ်သူမရဲ့ရီးစားဟောင်းကိုယ်တိုင်ဒီလိုပြောခဲ့တာလားလို့အတီးပြုဖို့စူးစမ်းတဲ့အခါအမျိုးသမီးကဟုတ်တယ်လို့ချက်ချင်းပြန်ဖြေခဲ့ပါတယ်